ကချင်ပြည်နယ်မတ်လတတရပတ်အတွင်းဖြစ်ပွားခဲ့သောလူအခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များနဲ့ထူးခြားဖြစ်စဉ်တွေများမတ်လတတရအပတ်ကချင်ပြည်နယ်တွင်ပြည်သူလူထုများ၏နေ့စဉ်လူနေမှုဘဝလုံခြုံရေးနှင့်နိုင်ငံရေးအခြေအနေများဆက်လက်တင်းမာနေစေဖြစ်ပြီးမတရားဖန်ဆီးမှုမိုင်းပေါက်ကွဲမှုများလေကြောင်းတိုက်ခိုက်ခံရမှုများစသည့်လူအခွင့်အရေးချိုးဖောက်ခံရမှုအမှုအခင်းများမကြာခဏဆိုသလိုဆက်လက်ဖြစ်ပွားနေသည်ကိုတွေ့ရှိရပါသည်မတ်လ19ရက်နေ့ဖကန်ဒေသတွင်Daily News သတင်းဌာန၏အေဒါဖြစ်သူကိုတာလင်းမောင်ကိုလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရပြီး၎င်းသည်ဆိုင်းတောင်သို့သွားရလမ်းတွင်ညနေပိုင်းအချိန်၌ဖမ်းဆီးခံရခြင်းဖြစ်ပြီးဖမ်းဆီးခံရခြင်းအကြောင်းရင်းနှင့်ဖမ်းဆီးသူအဖွဲ့အစည်းအားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေသခံသတင်းရင်းမြစ်များမှသိရှိရပြီးမတ်လ18ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာကြောင်းသိရှိရပါသည်ထို့အပြင်မတ်လ15နဲ့16ရက်တွင်ဖက်ကမြို့နယ်မိုင်းပေါက်ကွဲမှုများစက်တိုက်ဆိုသလိုဖြစ်ပွားလဲရှိပြီး၎င်းမိုင်းပေါက်ကွဲမှုကြောင့်ပြည်သူလူထုအချို့သေဆုံးမှုများဖြစ်ပွားခဲ့ရပါတယ်။မော်စီစာကျေးရွာတွင်လူလုထောင်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့်အမျိုးသားတို့ဦးခန္ဓာကိုယ်ပြင်းထန်စွာပျက်စီးပြီးသေဆုံးခဲ့တယ်လို့အင်ပါလာခမော်နဲ့အနီးနားဒေသများတွင်လည်းမိုင်းနှင်းမိခြင်းနဲ့မိုင်းပေါက်ကွဲမှုများကြောင့်အရက်သားပြည်သူသေဆုံးမှုများဆက်လက်ဖြစ်ပွားခဲ့ရပါတယ်။ဒေသခံများအနေဖြင့်သူတို့မိုင်းအန်တီများကြောင့်ညဖက်သွားလာရန်မရေမဝတ်မှုများဖြစ်နေကြောင်းသိရှိရပါတယ်။မြစ်ကျနာမျိုးတွင်လည်းလုံခြုံရေးအခြေအနေမတည်ငြိမ်မှုများကြောင့်မုခင်မှုရာများဆက်လက်တိုးပွားလာသလိုနေအိမ်များဖောက်ဆွင်းခြင်းပစ္စည်းခိုးယူခံရမှုများဖြစ်ပွားလျက်ရှိရာမတ်လ16ရက်နေ့တွင်တက်ကုန်းရက်ွက်ရှိနေအိမ်တအိမ်မှသုံးဘိန်းမော်တော်ယာဉ်တစ်စီးကိုအိမ်ရှင်များဖျားကြောင်းသွားနေချိန်တကားဖောက်ဝင်ကခိုးယူသွားခဲ့ကြောင်းလူမှုကွန်ရက်စာမျက်နှာများပေါ်၌အများအပြားဖော်ပြလျက်ရှိနေပါတယ်။မတ်လတတရပတ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေများကိုကြည့်ရမည်ဆိုပါကကချင်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုများဆက်လက်မြင့်တက်နေပြီးမိုးညင်းမြို့နယ်အင်းတော်ကြီးဒေသတွင်တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းရေးတပ်များကစစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူ့စစ် SNA တို့ရဲ့စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သည်ဟုစစ်ရေးသတင်းမြစ်များအရသိရှိရပါတယ်။ထို့ပြင်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့်နေရာများအပါအဝင်ဖက်ကတ်နှင့်မုံညင်းဒေသများတွင်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေပြီးမတ်လ19နဲ့18ရက်နေ့များတွင်တိုက်လေယာဉ်များဖြင့်ဘုံကျဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များအရသိရှိရပါတယ်။ထို့ပြင်ပုံမှန်စစ်မျက်နှာတွင်လည်းနေ့စဉ်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပါတယ်။ထူးခြားဖြစ်စဉ်အနေဖြင့်မြန်မာမှာစီပြက်လက်စရာမရှိပေမဲ့ကမ္ဘာဈေးနှုန်းနဲ့အညီဖြစ်လာမယ်လို့စစ်ကော်မရှင်ပြောခွင့်ရထုတ်ပြောအပြီးတလမပြည့်ခင်မှာပဲရန်ကုန်73စီဈေးနှုန်း55ရာခိုင်နှုန်းထိတိုးတက်လာပြီးကချင်ပြည်နယ်မြစ်ကျနာမြို့တွင်လက်ရှိ92တလီတာ1000နှုန်းကျပ်တိတိဖြစ်လာကစာရေးကရိယာပစ္စည်းအချို့များနဲ့အခြေခံဆေးဝါးအချို့များလည်းပြက်လက်လာနေသည်ကိုသိရှိရပါတယ်။ထို့အပေါ်ဒေတာခန်တူကဆေးဝါးတစ်ခုရဖို့အခုကလေဆေးဆိုင်လောက်ပတ်ရှာမှတကက်နှစ်ကက်လောက်ပဲရတယ်။တာတောင်အမျိုးစားတူတဲ့ဟာပဲရတယ်။မူရင်းမရတာတော့ကြာပြီဆိုပြီးသွေးတိုးနဲ့စီးချိုဝေဒနာခံစားနေရသူအဖိုးတူမှယခုလိုပြောဆိုထားပါတယ်။ထို့လိုဖြစ်လာရခြင်းသည်အိန္ဒိယ၊ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်၊ထိုင်းတရုတ်နိုင်ငံမှတင်သွင်းသည့်ဆေးဝါးများနဲ့အခြားကုန်စည်များသည်လက်ရှိကြုံတွေ့နေရသောရေနံစီဈေးရက်ခတ်မှုကြောင့်ပို့ဆောင်ရေးစရိတ်များတက်လာခြင်းအပြင်ဝယ်ယူမှုများတွင်လည်းအခြားအခက်အခဲအမျိုးမျိုးဖြင့်ကြုံတွေ့နေရမှုကြောင့်ဟုပြောကြားထားပါတယ်။တစ်ဖက်တွင်လည်းမြစ်ဆုံရေအားလက်စစ်စီမံကိန်းကို2009ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး2011ခုနှစ်တွင်ပြည်သူလူထုစံသားကြောင့်စီမံကိန်းကိုယနေ့အချိန်ထိရပ်ဆိုင်းထားခဲ့ပြီးမတ်လ16ရက်နေ့တွင်ပြုလုပ်ခဲ့သောမြစ်ဆုံစီမံကိန်းအစည်းအရုံးပွဲတွင်ပြည်သူလူထု900ခန့်တက်ရောက်ခဲ့ခြင်းအပေါ်ဒေသခံပြည်သူလူထုများကစိုးရိမ်စိတ်မြင့်မားလျက်ရှိနေပါတယ်။